မင်္ဂလာပါဗျကျွန်တော်ပေါ့နော်တကြံရက်အလုပ်တွေအမှားအတာနဲ့ပဲကျွန်တော်ဗီဒီယိုတွေမတင်ပေးဖြစ်ဘူးပေါ့နော်ခုတစ်ခါတော့ကျွန်တော်ထူးမှုတစ်လကို54ပတ်ပေါ့နော်54ပတ်ပရိုဖြစ်တဲ့ဗီဒီယိုပလန်ကိုကျွန်တော်စာအိုက်ပွေးနေနော်စာအိုက်ပွေးနဲ့ကျွန်တော်ချိတ်ဆက်နေပေါ့ဒီကောင်းတဲ့ကြာတော့ဘာကောင်းတယ်လဲဆိုတော့ကျွန်တော်တို့ကပေးလို့မပြမရှင်သုံးလို့ရမှာဗျာပြီးရင်ကျွန်တော်တို့အချိန်တိုးမယ်အချိန်ကလည်းကျွန်တော်တို့တစ်ခါတိုးရင်တည့်ရရတယ်ဗျာသူကလည်းအဲ့တော့ကကျွန်တော်ကဒီကောင်းတဲ့ကိုအရင်ချိတ်စနစ်ပြပေးမယ်ဗျာရုံဆုံးဒီကောင်းတဲ့ကိုကျွန်တော်နှိပ်ပြီးတော့ဝင်သွားမယ်မျက်နှာပြင်ကဒီလိုပေါ်လာပြီဆိုရင်ကျွန်တော်တို့က server ရွေးဖို့အတွက်ကျွန်တော်တို့ဒီဘားတာတွေကိုလက်ခလစ်ချက်တောက်လိုက်ပါနော်အခုလိုပေါ်လာလို့ရှိရင်ဒီမှာเนาะကိုကြိုက်တဲ့တရားနိုင်ကန်းပေါ့เนาะကိုကြိုက်တဲ့တရားနိုင်ကန်းရတော့ရတယ်ဒီမှာเนาะကျွန်တော်ကတော့စင်ကာပူနဲ့ပဲသွားမယ်ကျွန်တော်ဒီရတိုးထားတယ်လာမဲ့22ရက်နေ့ထိကျွန်တော်ရတိုးထားတယ်เนาะဒီမှာเนาะ22ရက်ဆိုတော့ရခလင်းနော်သူရတက်ခလင်းနော်ကျွန်တော်ရတိုးထားတယ်အဲ့တော့ကျွန်တော်ကအကောင့်လေးကိုတစ်ချက်နှိပ်လိုက်ပါဒါကတော့ဒါတော့လွယ်ကူဆုံးနည်းပေါ့နော်လွယ်ကူဆုံးသုံးလို့ရမယ်နည်းပေါ့နော်အဲ့ဒါပြီးရင်ကျွန်တော်တို့ကဒီမှာမှန်လေးရှစ်ပေးလိုက်မယ်ပေးလို့မှန်ရှစ်မယ်ပြီးရင်ဒီအောက်က proceed အဲ့နှစ်ခုပဲမှန်ရှစ်မယ်နော်ပေးလို့ပြီးတာနဲ့ကျွန်တော်တို့ဒီဘက်ဒီကောင်မြင်းကြောင်3ကြောင်သွားနိုင်မယ်မြင်းကြောင်3ကြောင်သွားနိုင်မယ်ပြီးရင်ဒီမှာနော်ပေးလို့ဆိုတဲ့နေရာကိုကျွန်တော်တစ်ချက်ဝင်ပေးလိုက်အဲ့လိုဆိုရင်ကျွန်တော်တို့ဒီမှာနော်ပေါ်မှာကပေးလို့ထည့်မယ်အောက်မှာက IP ပေးလို့ပဲတစ်ခါပြန်ထည့်မှာပေါ့နော်အဲ့ဒါโอเคကျွန်တော်လက်ခင်းနဲ့ပေါ်အကောင်အရင်ထည့်မှာဆိုတော့ပေးလို့ပေါ့နော်ပြီးရင်ကျွန်တော်တို့ဒီကောင်လို့ပြန်ပြီးတော့ copy ယူလိုက်သူရဲ့ IP ပေးလို့ပဲပေါ့နော်အကောင် copy ပြန်ယူလိုက်မယ်ပြီးတာနဲ့ကျွန်တော်တို့ဒီမှာချမယ်ပြီးရင်ပေါ့ကကျွန်တော်တို့ချက်ဆဲဒီလိုဆိုရင်ကျွန်တော်တို့တိဆောက်မှုကကျွန်တော်အကုန်လုံးပြီးသွားပြီအဲ့ဒါဆိုပြီးသွားတယ်ဒီမှာပလစ်နိုင်မှာဒါဆိုရင်ကျွန်တော်တို့ကဒီကောင်းလေးကိုနှိပ်ပြီးတော့ချိတ်ဆန့်ကြည့်ဖို့ပြောတာပေါ့နော်ချိန်မရှိပေါ့star ကိုသွားနိုင်မယ်ချိတ်ပြီပေါ့နော်ဒီမှာနော်ကျွန်တော်တို့ခပြန်ချိတ်ပြမယ်ဒီလိုဆိုရင်ချိတ်သွားပြီနော်ဒီမှာတော့တက်သွားပြီပြီးလို့ရှိရင်ကျွန်တော်တို့ YouTube သွားကြည့်မယ်နော်ပထမတန်းနေဆောင်ပါရလူအသိမကြည့်နဲ့တော့ဘူးလည်းမကြည့်ရတော့မပြောတော့ဇိုးလင်းကိုသွားလို့ထိုးနေရကြာဘူးတော့ကိုအိုက်တော်တရားကိုထိုးတော့ ရှိန်တိုးပြမယ်နော်ဒီမှာရှိန်တိုးပြမယ်တော့ရှိန်တိုးပြမယ်ရှိန်တိုးဖို့တော့ကျွန်တော်တို့ကဒီကောင်းလေးကိုပဲတစ်ခါပြန်ပြီးတော့ဒီမှာနော်ဒီကောင်းလေးကိုတစ်ခါပြန်ပြီးတော့လက်နဲ့ဖိလိုက်ပါဒီမှာဆိုတော့ကျွန်တော်လက်တွေ့တိုးပြမယ်ကျွန်တော်ဒီမှာ22ရက်နေ့ထိရှိရပါတော့22ရက်နေ့ရှိရကျွန်တော်ဒီမှာတိုးပြမယ်ပေါ့နော်တိုးမှဆိုဒီကောင်းလေးကိုနှိပ်လိုက်ပါစကကျွန်တော်22ရက်ဟာမှတစ်ရှစ်ပြန်ကြည့်မယ်ဒီမှာနော်23ရက်ပြောင်းသွားပြီအဲ့လိုပေါ့နော်ဒါကိုဒီလိုပဲတိုးပြီးတော့ကျွန်တော်တို့သုံးသွားမှာပါဗျသူကတော့ပေးလို့မသေးမရှင်းပေါ့နော်သူကတုပ်ပြီးလို့ရမှာချိတ်စစ်လို့လဲလွယ်တယ်ပေါ့ဗျာပေးလို့ကိုကျွန်တော်ဗီဒီယိုရဲ့မှန်မှချပေးထားမှာနော်ဗျအားလုံးကျေးဇူးတင်ပါတယ်ဗျအဆင်ပြေကြပါစေ